မင်းတိလားတရုတ်ဝါပင်ဆိုင်မယ်ဆိုရင်ပထမ၄နှစ်မှာဘာမှမရှိရဲ့ဗလားနယ်ကြီးကိုပဲမိမိနေရမှာနေ့တွေတာတနစ်ပြီးတနစ်ကုန်သွားမယ်ဘာမှထူးခြားမလားပဲငှိနေတုံးမယ်ရှေ့မှာ6ကက်နေတဲ့မြေကြီးပဲရှိနေပေမဲ့မင်းကတော့ဤတိုင်းရေထမ်းရေလောင်းမြေဆွဲပေးနေအောင်မှာနောက်ဆုံးလူတွေကမင်းကိုလောင်ကြလိမ့်မယ်တင်ချိုင်းကူကိုရေလောင်းနေတာလားဆိုပြီးတော့ပေါ့ဒါမှမဟုတ်အချင်းဖြုံးနေတာပဲလို့လည်းပြောကြမှာပါတုံးနီထဲရောက်လာတဲ့အခါမင်းကိုယ်တိုင်တောင်စိတ်ထက်ကြလာလိမ့်မယ်မျိုးစီရီပုတ်ကုန်ပြီလားငါလမ်းမရွေမိပြီလားဆိုပြီးတော့ပေါ့ဒီနေရာမှာတင်လူ69ရာခိုင်လုံးကလက်လျှော်သွားကြတာပါဒါပေမဲ့မင်းထီလားမီးကြီးအောက်မှာဒီအပင်လေးကပြင်းနေတာမဟုတ်ဘူးနော်သူကရွှေလောက်ခန်းတန်းရည်ရှိဖို့အတွက်အမြင့်တွေကိုအစွမ်းကုန်အားစိုက်ပြီးဖြန့်ချနေတာငါးနေမြောက်ထဲရောက်တဲ့အခါမှာတော့အန်တိုစရာကောင်းတဲ့ယာကြီးပေါင်ကွဲထွက်လာတော့တာပဲတနေ့ကိုတပေနှုံးနဲ့အရှင်းအဟုန်နဲ့ကြီးထွားလာပြီး6ဖက်အတွင်းမှာပဲအမြင့်ပေ80အထိရောက်သွားလိမ့်မယ်ဒါဟာဒီအတိုင်းကြီးထွားလာတာတည်းမဟုတ်ဘူးလွန်ခဲ့တဲ့၄နှစ်လုံးလုံးမင်းစုဆောင်ခဲ့တဲ့အားရင်တွေကြောင့်ဖြစ်လာတာပါမထားတော့အကြီးဆုံးကြီးထွားမှုဆိုလားဘယ်သူမှမမြင်ရတဲ့အချိန်မှာဖြစ်တည်နေတာမျိုးပါပဲ